TPU 呢就呢就知啊နော် TPU 呢ပါလဲဆိုတော့ကျွန်တော်တို့2023年လင်းဝင်ထားတဲ့ဒီ CDN တက်တက်ကြီးတယောက်ကနေပြီးတော့ဒါအခုမှဒီတိုက်ပွဲနဲ့ဘာလို့လဲချပြီးတော့လင်းဝင်လာတဲ့ဘတ်စာတဲ့လေးတွေကိုသူကြုံရတဲ့ဟာတွေကိုပြောပြရတာဒီကောင်တွေကိုနော်ချက်တော့ထောင်ကြည့်အောင် ပြရတာပေါ့ဟိုဘကအပြေးပေးတယ်ဆိုမင်းဘူးအပြေးပေးတာအမှန်မှမဟုတ်ချိန်ကြည့်လိုက်အမှန်20သားလောက်กว่าမင်းတို့ဒီသူကတော့20သားနဲ့တွေ့တယ်မလားငါးကွက်ထဲပြိတ္တာမိတ်တရားချိန်ကြည့်အဲ့လိုလောင်ဟောင်းနဲ့ထည့်ရင်အဲ့လို6ခွက်လောက်ထည့်ရ6ခွက်9ခွက်လောက်ထည့်ရအဲ့ဒါ9ခွက်ပဲပြိတ္တာ9ခွက်ပြိတ္တာအဲ့လိုပြီးဘယ်လိုလုပ်လို့ဝါတော့မအောင်ဒီအမအပေးလိုက်ကြအသားဘူးတွေငါးဘူးအသားဘူးအခု8အောင်သားရှိတယ်8အောင်သားတအောင်သားကို1200ပေးရတယ် ဒီကြောက်ပြရတဲ့ဘေးရကြတော့ဒါ2023ခုနှစ်ရဲ့အစိုးရရဲ့အတွက်အသေးဝင်လာတဲ့ဘေးပေါ့နော် မင်းတို့စီတိုးစားတယ်ဆိုတော့မင်းတို့စားကစားထုတ်ပြီးတယ်အမဲဘူးတွေစားတယ်မလားထုတ်ပေးပါစားဘူးလားတစ်ခါမှမလုပ်ဟမ်ငါးတက်တာဘူးပဲစားငါးတက်တာဘူးကဖရီးရတာအလကပတ်စံပေးရမလို့ငါးတက်တာဘူးဖရီးရတယ်ပဲဘူးဖရီးရတယ်အမဲဘူးအဲ့ဒါမင်းပတ်စံပေးရတယ်အဲ့ဘူးမှငါးတက်တာလည်းနှစ်ဘူးပဲမြင်နေရကျန်တာပါအဲ့ရှင်းအောင်လားမင်းတို့ပတ်စံပြန်ထက်တာမင်းတို့စားမဲ့ထဲပတ်စံပြန်ပေးရမင်းတို့ကမသိလားအော်ပဲစားတာအမဲဘူးနဲ့စားတာအမဲဘူးတဲ့အဲ့ဒါမင်းတို့ဒီနေ့ကရတာ1200ပေးရမှာတအားတက်ကို1200တဘူးကို8အားတက်ရှိတယ်နော်တို့ဒီတဘူးရဲ့အောင်လားဘယ်လောက်ရှိပြီလား14အောင်လားရှိတယ်14အောင်လားတို့ဒီတဘူးရဲ့ဘယ်လိုတောက်တော့လို့တို့ဒီတဘူးရဲ့အောင်လား14အောင်လားအမဲဘူးတဘူးရဲ့အောင်လား8အောင်လားတအားအဲ့ဟာ8အားတက်တအားတက်ကို1200ပေးရ1200ဆိုတော့မင်းတို့8ရောက်စားရင်8ရောက်စားမှတဘူးပဲစားလို့ရအဲ့တဘူးကိုစားကြည့်လိုက်မင်းအခု1200နဲ့တူအဲ့ရှယ်အားတက်ကိုပြောင်းကြည့်လိုက်တဘူးအနေနဲ့9000ကျော်8000ပေးရအဲ့အမေဘူးအပြင်မှာတော့ဝယ်စားကြည့်တယ်မလို့တဘူး3000လောက်ဆိုမင်း3ဘူးလို့4ဘူးလောက်စား3 4ဘူးစားရတယ်ဟုတ်လားအမေဘူးလေးတွေဟုတ်လားနည်းနည်းတော့သူကဘူးလေးတာရှည်တာအဲ့ထဲမှာ14လုံးပါတယ်14လုံးအတုံး14လုံးပါတယ်အတုံးသေး14လုံးပါတယ်ကြီး12လုံးပါတယ်အဲ့အမေဘူးကအဲ့အောက်တအားတက်ရှယ်အားတက်ရှိတယ်တအားတက်ကို1200ပေးရတယ်မင်းတို့ပတ်စံနေရတယ်ယူရတယ်ကွာဒါကလည်းရှင်းတော့တွေ့ကြီးဒီကဆို1200နဲ့အမ10ယောက်စာဖျောက်လိုက်ပြီးဖြတ်ချပါပြီအားတက်ကမင်းတို့ဘယ်တန်းအားတက်စားလို့ဟုတ်လား14အားတက်စားရ14အားတက်လို့ဖြတ်ချအောင်ပြန်လာရဲကထွက်တဲ့ဆရာပတ်စံလေးလက်ကနည်းနည်းလေးကြိုင်ပြီးပြန်လာတလားလုံးစားဘူးတဲ့ဘာမှမရှိဘူးပြီးတယ်ငါ6ဒါပဲငါလည်းလိုပဲကျွေးခဲ့ရဘာမှလည်းပြောမရဘူးမယူလို့လည်းမရဘူးကျွန်တော်မစားလို့မဲဘူး မင်းတို့ဘာရောက်ပြောလဲသူကိုယ်တိုင်ခိုးလာ ဟုတ်လားဟုတ်တယ်အဲ့လိုခံရ သူကိုယ်တိုင်ခိုးလာသူသိလို့ပြောတာ ဟုတ်မင်းအဲ့လိုကြီးငါတို့တိတ်မိတ်ခံရတယ်နော်တိတ်မိတ်ခံရတာမင်း ကာသာတက်ကြကြီးရတယ် မင်းမယူလို့မရ ရဲဘော်လေးဖွင့် အဲ့လိုခံခဲ့ရတာမင်းမယူတယ်လည်းမင်းအေးအေးယူတယ်ယူရတာကျန်လာမင်းတဲ့ငယ်လေးကျန်လာဘလို့ရှင်းပြလို့ရမှာမသိဘူးနော်ကိုကြီးအဲ့လိုဘာကြီးကြာတော့ကလေးပဲစားကလေးပဲတော့ပိုးထိုးပဲကလေးပဲငါလုံးမှာပိုးထိုးမင်းရတယ်တစ်နှစ်စာပုံထားတာသူကကိုလိုညက်ပါဒိတ်ကတော့ခံမိန်ပုံလိုက်ရင်တစ်နှစ်စာပုံအဲ့တစ်နှစ်စာတော့လေအဲ့ကလေးပဲကတော့ဒါတော့အစ်စ်ပဲတစ်နှစ်စာလုံးကြီးပုံထားတာပဲပြောလူပေါင်း100လောက်တင်းနေတာကတော့မစားနိုင်ဘူးလေကွာဒီကလေးပဲကမစားနိုင်တော့မှပါပြီးကိုးကြိုက်ဟောနောက်တစ်နေ့ကြာကြရောဒိတ်ကဓာမရရောက်လာပြန်အစ်စ်မရဘူး sorry ပါအဲ့ပိုးတို့ပဲစားအစ်စ်ကဘောအစ်စ်ပိုးတို့ခံတာသူကဟုတ်တယ်ဟုတ်လားအဲ့ပိုးတို့ထက်ခံတာအဲ့ဒီပိုးတို့စားပြီးကမှဟိုအစ်စ်ကိုစားနေတာပေါ့ကွာအစ်စ်ဆိုတော့မင်းတုတ်လိုက်ကြခဏလေးပြုတ်စားလိုက်ရင်ဣနေတာပဲဟုတ်လားစားနေတာပေါ့ကွာလေပေါ်ဘူးပေါ့ဟောင်းအဲ့တော့ပိုးလိုပဲထုတ်ပေးနေတာပိုးလိုလဲကောဟိုကောအတက်ကပိုးလေးထပ်ပြီးထိုးရအောင်ဟုတ်လားအမမမဟုတ်ဘူးသူတို့ကတော့လှုပ်စားအမမသူကတော့ဖြက်စီးခွင့်ကြာပြီးသားသူတို့ဖြက်စီးခွင့်တင်လိုက်တယ်ဖြက်စီးခွင့်ဟိုကလည်းပဲကွာအာတိတရားတင်လိုက်ဖြက်စီးခွင့်ကြာလာပြီမဖြတ်ဘူးမင်းတို့ကျွေးနေတာဟိုကအဲ့
အဲ့ဖြတ်စုခင်းရတဲ့ကြားလာတဲ့အဟာကိုသူကရောင်းထားတယ်လေသဘောပေါက်လားကိုကြီးကသဘောပေါက်လားအေးအဲ့လိုမျိုး သူလောက်ခဲ့တာလေလား မင်း အားကြောင့်မပြောဘူး တရားသူဘာပဲလုပ်လို့မလဲနည်းနည်းလေးလုပ်လိုက်တာလည်းငါသိတယ်ရောက်တရားမသိကြအောင်စောင်းနေမသွားတော့ သူလည်းပါတယ်လို့မယုံသူလည်းပါတယ်အဲ့တော့ ဟမ် သူလည်းဟာဓာတ်တိရသည်လို့ ကိုတော့လုံးမရဘူးကိုခံခဲ့ရတာဒါတော့လုံးပိုင်ခွင့်မရှိဘူးအာနာပိုင်ပဲလုပ်လို့ရသူတို့အာနာရှိတဲ့ကောင်ပဲလုပ်လို့ရမကျန်တဲ့ကောင်ကလုပ်ကြည့်မှာငါလုံးပါခိုင်းထောင်ထဲဝယ်ဖို့ပြင်တာနော်အဲ့တော့ကိုတွေလည်းငါတို့ဟိုမင်းတို့ဒါလို့ရင်အခြားဆဲမှာပါအဲ့အခြားဆဲတော့မင်းလူးလိမ့်နေအောင်ခံလူးလိမ့်အောင်ခံအပေါ်မှာမင်းတပွင့်လောက်ရှိတဲ့ကောင်ကတွေစပြီးအဲ့သူတို့မသိတာမင်းတို့ဘာမှမပြောဘူးလားမင်းတို့ဘာပြောတာရှိလဲကဲမင်းဒီကနေတော့ဟိုသွားမယ်မင်းတို့ပြောလားဟုတ်လားမင်းတို့ကဒီကနေတနေရာသွားမယ်ဆိုမင်းတို့ပြောခဲ့လားပြောဘယ်တော့မှမပြောဘူးမင်းတို့လက်ကပူတူနဲ့မင်းနောက်ကလိုက်သွားတာဟုတ်လားပြောဘူးသူတို့ကအဲ့ဒီနေဟုတ်လားဒီစီထုတ်ပါကြတော့အဲ့မင်းတို့နောက်ကဒီလိုက်သွားတာဘယ်ဟိုသွားလို့သွားမှာဘယ်ဟိုခလို့ခေါ်မှမသိဘူးမင်းတို့လိုက်သွားတာသူတို့မှမရှိဘူးဒီမှာအလုံးပုံပဲဘယ်ဟိုသွားမယ်ဟောမင်းတို့တခါချပြပြီလားအမဟုတ်တယ်လေမင်းတို့သွားမယ်နေရအမအဓိကအရာတိုင်းမှာတော့ဟိုကိုအမိတ်အောက်ကိုအမိတ်ချပြရတယ်ဟိုအောက်ထိကြလာအဲ့ဒါမှမလုံးသိဘယ်လိုသွားရမှာဟုတ်လားမင်းတို့ကမသိကျိုးကြီးတွေကောက်လွယ်အကာကြီးတွေကဲရောခါခါရငါလည်းသွားရတာပဲတော့ငါလည်းသွားတာပဲငါလည်းဒီပဲသွားမှမသိသွားတော့သွားနေဟောလိုက်ကြဒီပဲလဲသွားတာဖြစ်နေတယ်သွားဘာယူလို့ယူရမှာမသိဘူးဒါပေမဲ့ဒီလမ်းပဲသွားဒီသွားလောက်မသိတာအကောင်းဆုံးသိသွားရင်တော့မင်းတို့ကမဟုတ်သိဖို့လို့မင်းဘာမှလည်းမပြောဘူးမင်းတနေ့ဟာတော့ငါတို့ဒီတော့အကြီးတွေဖြစ်လာပြီဟိုစက်တဲ့တရားကြီးကြီးလာတော့မပြောဘူးမပြောတဲ့နေမင်းသွားမမင်းနဲ့မင်းဆောက်ွက်ထိုးပါဟောအဲ့စိန်ကြီးသွားမေးဆောက်ွက်တော့ပါရရဘူးဟောထိုးလို့လာအောင်ပါလည်းမမေးဘူးအဲ့လိုကောင်းစီစီနဲ့မနေရ မောတော့မကြည့်ရပါဘူးဆုံးမမင်းဝင်နေလား မင်းတို့အခုကဲကိုတော့ဟိုမှာနော် ဝက်ချက်အပြားကြီးဆိုလုံးကြီးပါ တော့ပြောတော့အကြရနော်တဲ့အောင်နေမင်းတို့စီတမ်းမှာသူဒီကောင်တွေကပွင့်ကြီးတဲ့ကောင်တွေအဲ့လိုပဲအဝါကောင်တွေကိုတူရဲ့ဟာတွေမကောင်းတဲ့ဟာတွေပဲကျူနေပြီးတော့စစ်တိုက်ခိုင်းနေတော့ပြောလက်ဖို့စီလည်းချပြီးတော့ဘဘလာရှေကောင်စားမယ်ကောင်နေရပဲတော့အားရမင်းတို့တီးဖို့လို့ Revo Melody Way.